တိန်း300လွယ်ပြီးအကျွေးကြည်သွားတဲ့နေ့မှာကျွန်တော်တို့ကအရန်စိတ်ပေါ့သွားတယ်ကဘာတစ်ခုလုံးကိုယ်တွေတိမ့်ပိုက်လိုက်ရတယ်လို့ပဲအဲ့တစ်ခုပဲကျွန်တော်တို့ဆူတောင်းတယ်ပြီးရင်ကျွန်တော်တို့ဟိုပြင်မရသမျှအလုပ်ကိုလူများများဆိုတော့ကျွန်တော်တို့အကုန်လုပ်တယ်အဲ့လိုလုပ်နေနေပေါ့နော်ကျွန်တော်တို့ဒီပြောင်း export နဲ့ဒီပဲ export လုပ်ပြီးသွားတဲ့အချိန်မှာ2023 17လပိုင်းကနေမှ2024လပိုင်း3လပိုင်းလောက်ပေါ့နော် export လုပ်တယ်အကုန်လုံးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီအကျွေးအကုန်ဆက်နိုင်သွားတယ်အဲ့ဒီအကျွေးအကုန်ဆက်နိုင်တဲ့နေရာဆိုလေလူများများလေကဘာတစ်ခုလုံးကိုယ်တွေတိမ့်ပိုက်လိုက်ရတယ်လို့ပဲကိုရီစီမှာဘာအပူပင်မှလည်းမရှိတော့ဘူးနောက်ဆုံးပိတ်မမတ်ရကျွန်မမမေ့ရဆိုရင်နောက်ဆုံးပိတ်တစ်ခေါက်လွှဲလိုက်တာဆိုရင်300ပေါ့နော်အဲ့300လွယ်ပြီးအကျွေးကြည်သွားတဲ့နေ့မှာကျွန်တော်တို့ကအရန်စိတ်ပေါ့သွားတယ်အဲ့ဒီအကျွေးဆက်လိုက်ရတဲ့အချိန်ဟိုရလိုက်တဲ့ feel ရပေါ့နော်ဒါနဲ့မှမတူဘူးတကယ်အဲ့လိုမျိုးဟိုလွတ်မြောက်သွားတယ်လို့အဲ့လိုမျိုးကျွန်တော်တို့ခံစားရတယ်ပေါ့နော်တကယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့အနှစ်သာရလေးကကြတော့ပတ်စံဆိုတာကတကယ်နှက်ကြီးပါတယ်ကျမတို့လည်းများလုံးဒီပုဇာဘာသာကိုကိုယ်ပြတာဖြစ်တဲ့အတွက်ကျမတို့ကံကြီးအကျိုးကိုကျမတို့ယုံတယ်လုပ်ငန်းကြီးရင်အကုန်လုံးကတော့အကျွေးရှိကြတာဒါမတာပဲဒါပေမဲ့လေအကျွေးဆိုတာကပိုင်ရှင်ကိုပြန်ပြီးတော့ပေးဖို့ပါကိုယ့်ကိုအကျွေးပေးထားတဲ့လူဒီကိုယ့်ကိုယုံကြည်လို့ပေးထားတာเนาะအဲ့ဒီအတွက်ကိုယုံကြည်ပေးထားတဲ့လူကိုအပူသွားမပေးဘူးစီနေပေါ့နော်ကိုသုံးနေတဲ့ငွေကိုရင်းနှီးနေတဲ့အရင်းနှီးတွေမှာသူများစီကချိထားတဲ့ငွေပါနေပြီဆိုရင်အဲ့ဒီပိုင်ရှင်ငွေပိုင်ရှင်ကလည်းစိုးရိမ်ပူပန်နေရပြီဆိုလို့ရှိရင်သူ့ရဲ့အပူတွေတိတေးကြတယ်စိုက်ပြတ်ကျွန်မစီကိုရောက်လာမှာပါအဲ့လိုမျိုးရောက်လာပြီခေဆိုရင်ကျမလုပ်တင်တဲ့အလုပ်ဒီမှာအောင်ပြီမှာဘူးကျမရင်းသမျှအရင်လေးဒီအမြင်မထွက်ပါဘူးကျမတို့လူများများခံယူထားတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အကျွေးနဲ့ပတ်သက်တဲ့ခံယူချက်ပေါ့နော်အခါကျတော့ကျမတို့ဒီရသမျှအကုန်လုံးကိုအကျွေးကိုအကုန်ကြည့်အောင်ပြင်ဆက်ပါတယ်အဲ့ဒီအတွက်အလုပ်ကလေးကတော့ကျမတို့ကလမ်းကြောင်းလေးပေါ်မှာရောက်လာပြီဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှကျမတို့လူများများ0ကနေပြန်စားရပါတယ်စကနေပြန်စားရပါတယ်ရှင်အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာကကြတော့တကယ်လို့ပေါ့နော်ရှင်တို့မှာမိတ်ဆွေတွေအများကြီးနဲ့တိဆောက်ထားတဲ့networkကောင်းတစ်ခုရှိထားပြီးဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှသူတစ်ပါးရဲ့ယုံကြည်မှုကိုအလွဲသုံးစားမလုပ်နိုင်ပါစေနဲ့ကိုဒီnetworkကောင်းတစ်ခုတိဆောက်ထားပြီးဆိုရင်ငွေကြေးအရင်နှီးမလို့ပဲနဲ့တော့မှလုပ်လို့ရတဲ့အလုပ်တွေကအများကြီးရှိလာမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်မပြောချင်တာကကြတော့ဝေချင်းနဲ့ပတ်သက်ပြီးတော့မှသူတစ်ပါးကိုယ်ယုံကြည်ထားပြီဆိုရင်အဲ့ဒီယုံကြည်မှုတွေကိုလည်းသုံးစားလုပ်နေပါစေနဲ့အားလုံးလည်းအခုကျွန်မပြောပြတဲ့ကျွန်တော်တို့လည်းများများရဲ့စိတ်ထဲမှာရှိတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ခံယူချက်ကလေးပြီးရင်ကျွန်တော်တို့လည်းများများအကျွေးအပေါ်မှာထားတဲ့ကျွန်တော်တို့စိတ်ထားကလေးတွေကိုမြင်မယ်ဆိုလို့ရှိရင်ကျွန်မရဲ့ blog လေးတွေကနေပြီးတော့မှဉာဏ်စာလေးတွေဒီကြလေးတွေရမယ်လို့ကျွန်မပြောနေပါတယ်ကြားထဲမှာလည်းနောက် blog လေးတွေမှာ comment မှာမိထားတဲ့ mail ကုန်းလေးတွေကိုကျွန်တော်ဖြစ်ပေးသွားမှာမို့လို့ဒီကိုနဲ့ပတ်သက်တဲ့ blog လေးကတော့ထပ်ပြီးတော့မှစောင့်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်